လေးကိုရောက်နေရပါဘယ်လိုမှဝါလို့ကမကုန်သေးဘူးနောက်တစ်ဆန်တွေ့စစ်စရာလေးဒါလေးလုံးဝအကြီးနဲ့ဝါလို့ကောင်းတယ်အကြီးပဲမကြုံ Cheers Hello guys ဒါဟဲ့ဆိုလင်းပါအခုဆိုလင်းရတော့ဘိုးတထောင်လေးကိုရောက်နေရပါဆိုလင်းတို့ရဲ့အရင်ဗီဒီယိုမှာတော့ comment မှာပေါ့နော်ခလေးကသူတို့ရဲ့အကြောင်းလာပေးပါမမဘိုးတထောင်လေးကိုလာပေးပါလို့မှတ်ထားလို့ဆိုလင်းတို့ခုတော့ရောက်နေပါပြီအဲ့တော့ထုံးစံတိုင်းပဲကျောင်းစီရီရဲ့ထုံးစံတိုင်းပဲဆိုလင်းတို့မုတ်တွေပတ်စားပါမယ်အခုကကျောင်းကတော့တနားရီခွဲမှဆင်းပါတယ်ပေါ့နော်ဆိုလင်းတို့ဒီနေ့တော်တော်ကြီးစောစောကြီးရောက်နေရကွာတော့အကြာကြီးစောင့်လိုက်ရတယ်အဲ့မှာမုတ်စဲလည်းတော်တော်လေးစုံနေပြီဆိုတော့လေးလိုက်ပြပတ်ကြည့်ပါလားဒီဘက်ချမ်းနေစပြီးတော့လေးကြည့်ကြည့်လိုက်ပါဟိုနားလေးမှာအယုတ်လေးတွေရောင်းတဲ့ဆိုင်လေးတွေ့လို့လေအဲ့တော့ဒီနေ့တော့မုတ်တဲ့ထက်ပေါ့နော်အရင်တော့အယုတ်တဲ့အရင်ဝင်ကြည့်မယ်အော်ဒီမှာပိုကီမွန်ကတ်လေးလည်းရှိတယ်ဒါလေးရဘယ်လောက်လဲပိုကီမွန်ကတ်လေးอ่ะအော်900ဒီမိုစတေယာပိုကီမွန်အော်နာရူတိုဘေဘီ3စစ်စရာလေးဒါလေးလုံးဝစိုးလိုက်ငယ်တော့ဆိုအဲ့လိုပတ်ကရရဆိုအရန်ဝယ်ချင်တာလေးတဲ့မလားလက်စွပ်တွေဝယ်တယ်မစားမတော့ရတယ်လက်စွပ်တွေဝယ်တယ်လက်ပတ်တွေဝယ်တယ်နဘအဲ့တော့ဆိုငယ်တော့နဘောက်မရှိဘူးလေနဘောက်မရှိတော့လည်းနဘောက်မရှိတဲ့ငကတ်တွေပါရှောက်ဝယ်ပြတာလိုချင်အကုန်ဝယ်တာပဲအော်ဒီမှာလက်ပတ်လေးလည်းရှိချစ်စရာလေးဒါလေးကစားဘယ်လောက်လဲအဲ့လေ3500ပါအော်3500မစိုးနော်ခလေးအလှလေးပတ်လို့ရထောင်နဲ့စားစားပါအော်အိမ်မောင်နော်ကပဲလက်ပတ်လေးလေးခလေးရှိပါကပဲလက်ပတ်ရောင်းတာတကယ်ချင်းပတ်လို့ရပါတော့တကယ်ချင်းနေပေါ်တာလေးပါဟုတ်တယ်ချစ်စရာလေးကျေးဇူးပါနော်ဟုတ်ပါလေးမှာခလေးတွေကြိုးဖို့အတွက်မိဘတွေအောင်မှာတော်တော်များနေကြည့်လိုက်အောင်မုတ်စေးတဲ့ဒီဘက်မှာပို့ပြီးတော့စုံတယ်မုတ်တဲ့ကြီးအများကြီးပဲမိုးအင်းနေရဆိုတာလေရေကမုတ်တော့ဆိုနေမစားတော့ဘူးပေါ့နော်မိုးလေးနည်းနည်းရွာနေရောလေအိုးပါလေဟိုကလေးစားရင်ကောင်းမလားမသိဘူးဘယ်လိုရောင်းလဲရင်ဖေးကမထောင်မှုသုံးမှုဟုတ်ငဖဲရရောငဖဲက10ခု9000အော်10ခု9000အဲ့ဆိုပဲပြားလေးပဲ2000ဘူးရုပ်သီးတက်ဟုတ်တယ်ငယ်သီးများလေးကဲ तू က2000ဘူး3ခုရပါတယ်ပဲပြားပဲပြစာတူလေးရောရပါပြီ။ तू က2000မို့3ခုပဲရတယ်ပေါ့နော်။နည်းနည်းတော့သေးတယ်လို့တော့ခံစားရတော့မြည်ကြည့်လိုက်မယ်ရတာလုံးဝဒါပေမဲ့ तू အထက်မှာလေပစုံကြောင်းမုတ်တီကအများကြီးပဲနန်းချင်းနဲ့လေဆိုလျက်ဆက်လေးစားကြတော့ငရုတ်တီးများများထည့်ခိုင်းလိုက်တာပေါ့နော်။အဲ့တော့မြည်ကြည့်လိုက်မယ်နော်။စားလို့တော့ကောင်းတယ်။ဟုတ်ကဲ့အထက်မှာလေပစုံကြောင်းမုတ်တီအများကြီးပဲ။ဟောဒီကွန်တော်လေးကဘယ်လိုရောင်းလဲအခုငါဟောအဲ့ဒါတခုလားတော့ကြော်ပြီးသားပေါ့ကဲဒီမှာကွန်တော်လေးရပါပြီတော့တစ်ချောင်း2000ပေါ့နော်ကြီးတော့အကြီးပဲတော့ကြော်ထားပြီးသားပဲကြော်ထားပြီးသားပဲကြော်ထားပြီးသားပဲမယ်လေကျွတ်ကျွတ်တည်းအရင်ပြော့မနေဘူးအဲ့ထဲမှာကြောက်ကြောင်လေးတော့ပါဘာနဲ့ဟောင်းဆိုတော့လေအပြည့်ရောမပါဘူးနော်စားတယ်နော်မငါတားပြဘလို့ရောင်းလဲညာလေးက3000ပါဟုတ်နော်အဲ့တခုလားညက်ပြရမလားဟောင်းညက်ပေးပါအချိုးယူကအဆက်ယူတာအဆက်ရတယ်ထုတ်ခိုင်းလို့ရတယ်ကျေးဇူးပါရပါပြီကဲဒါကတော့ငါးသားပြားလေးပါသူကတပွဲကို3000ပေါ့နော်ဆိုတော့အရေးလေးနဲ့ပေါ့ခုနကတော့အ6တားကြီးစားလိုက်တော့လေအရေးလေးတောက်ချင်လို့နွေ့နွေ့ပူပူနွေ့နွေ့လေးအိုးကောင်းလိုက်တာဆိုတော့ညှက်ခိုင်းလိုက်တယ်ပေါ့နော်တစ်ချောင်းကိုသူက3000ဆိုတော့လေတစ်ချောင်းနဲ့ယူလိုက်တာနှစ်ချက်ညှက်ခိုင်းလိုက်ကောင်းတယ်အကြီးနဲ့ဝါလို့ကောင်းတယ်ဟိုလိုမျိုးအရင်ပြောစီမနေပဲနဲ့လေလုံးဝအကြီးလေးနဲ့ပဲအပူလာဟွာကောင်းလိုက်တာရမ်းမယ်ဒီဆိုင်မှာကြက်ကြောလုံးပေါင်းနေရောငါးသားလုံးပေါင်းနေရောကြက်မဲပေါင်းနေရောအစုံရှိရကွာတက်ကိုယာကီတည်းရတယ်ဟာလေကြက်ကြောလုံးပေါင်းကဘယ်လိုရောင်းတာလဲဝ
တပွဲ2500ဟောဘယ်နှလုံးပါ5လုံးအဲ့ဒါမို့အဲ့ကြောလုံးပေါင်းလေးတပွဲလားတကူယာကီရရော5လုံး2500ပေါ့အဲ့ဆိုတော့တကူယာကီနဲ့ဒါနဲ့အဲ့လိုပေးနော်ဒီဆိုင်လေးမှာဆိုတော့လေကြောလုံးပေါင်းတော့တကူယာကီရောရှိရဆိုတော့2မျိုးလုံးဝင်လိုက်တယ်ဒါကတော့ကြောလုံးပေါင်းလေးတော့5လုံးပါတာကို2500ပေါ့နော်အဲ့ငါတစ်လုံး900လို့ဖြစ်သွားမှာပေါ့နော်သူကဒီမှာဂေါ်ဘီလေးတွေလည်းပါတယ်ပြီးတော့အပေါ်အောက်မှာမုတ်ဖက်လေးလည်းပါတယ်ဂေါ်ဘီလေးတွေရဲ့မုတ်ဖက်လေးတွေရဲ့မှာဆက်လက်ရက်လေးရဲ့အဲ့ဒါမှပေါ်ကနေပြီးတော့အချင်းဆန်းပေးထားတာပေါ့နော်ကဲတော့မြည်ကြည့်ပါမယ်ဟောတော့တခွားသီးလေးလည်းပါတယ်ဟာငါတခွားသီးစားလို့တော့ကောင်းတယ်သူကဒီခလေးတွေစားဖို့တဲ့ပေါ့နော်ရောင်းတာမလို့လားမသိ sauce ကတော့ဆွတို့ပုံမှန်စားနေကြကြောလုံးပြီးတော့အရင်ဆက်နေရမျိုးလည်းမဟုတ်ဘူးအရင်ချင်းနေရမျိုးလည်းမဟုတ်ပေါ့နော်သူကချိုလေးပေါ့ချိုဆက်လေးကိုမှမှုံမွေးလေးရယ်လုံးဝဟိုတက်မြဘယ်လိုပြောရမလဲနန်းနန်းမင်းနဲ့မှုံမွေးလေးနဲ့လေးစားလို့ကောင်းတယ်မဟုတ်ဖက်လေးရယ်အသားလေးကနည်းနည်းတော့မပူတော့ဘူးပေါ့နော်ပူရင်တော့ပိုစားကောင်းမှာကောင်းတယ်ကဲဆက်လက်ရွက်လေးရယ်အသားအလုံးလေးရယ်မဟုတ်ဖက်လေးရယ်တွဲပြီးစားလိုက်စားလို့ကောင်းတယ်ကြောလုံးပေါင်းမြည်ပြီးွားပြီဆိုတော့တာကိုယာကီလေးမြည်မယ်ပေါ့နော်တာကိုယာကီကသူကလည်း9လုံးကို2500ပဲဆိုလင်းတော့သူကဟိုဗာကနန်းချောင်းရယ်ကြက်ဥချောင်း2မျိုးကိုရောပေးလိုက်တာပေါ့နော်သူပုံမှန်ရအောင်တော့တက်စီရအောင်တော့ကွာဒါပေမဲ့ဆိုလင်းတော့သူကရောပြီးတော့ထည့်ပေးလိုက်တယ်အပေါ်မှာလေးရင်းနှီးမုံလေးရောမယောနီစ်တွေရောလို့ရှိရင်ချီလီဆော့စ်တွေရောပေါ့နော်ဆန်းပေးထားတာမြည်ကြည့်လိုက်မယ်နော်အကြီးပဲမကြုံစားလို့တော့ကောင်းတယ်ဒါပေမဲ့အထက်ကအသားလုံးမဝါမိဘူးကွာမုံနေကြီးပဲဝါမိနေရခုကငါတလုံးထပ်စားလိုက်မယ်နော်ပါတော့ပါတယ်ကွာဒီမှာဒါကြက်ဥချောင်းနဲ့ကဲနောက်တစ်မျိုးပါရှိသေးတဲ့ကကြည့်ကြည့်မယ်နော်ဒါကြတဲ့မှာဝါလို့ကမကုန်သေးဘူးနောက်တစ်စားတွေ့အခုဘာကားဘယ်လိုရောင်းတာလဲ2500အဲ့တော့2500ကြက်သားကြက်ဥရောပါနေသူအဲ့ဆိုအဲ့လေးတစ်ခုလားပုံမှန်နော်ကျေးဇူးပါဘာကားလေးရောရပါပြီအဲ့တော့မြည်ကြည့်လိုက်အောင်မယ်ပေါ့နော်သူကတစ်ခုကို2500ရောအသားရောကြက်ဥရောပါရဆိုတော့တော်တော်လေးတန်တယ်လို့ပြောရမယ်ပေါ့နော်ဆိုလေအရှိအကြောင်းမှာစားခဲ့တော့ဆိုဈေးနည်းနည်းများတယ်ကွာအဲ့တော့ဒီဟာအရသာဘယ်လိုနေလဲမြည်ကြည့်လိုက် Cheers စားလို့တော့ကောင်းတယ်ပေါ့နော်ပတ်မုံလေးကအိနေရပဲတော့အရင်မမာကြီးမဟုတ်ဘဲနဲ့လေကိုက်လိုက်တာနဲ့အိပြီးတော့နစ်ဝင်သွားတာအထက်မှာ तू က mayonnaise တွေရော sauce တွေရောပါတယ်ပေါ့နော်အသားပြားလေးကနည်းနည်းလေးရောတည်ရဒါပေမဲ့2500ဆိုတော့လည်းဒီလောက်ပဲရမှာပေါ့နော်အဲ့တော့ဆက်စားလိုက်ပါဦးမယ်ကဲဒီနေ့ကတော့စူးလေးစားခဲ့တာမုတ်တရားတော့အစုံပဲပေါ့နော်ပဲပြအစာတုတ်တွေရောကြောလုံးပေါင်းတွေရောဘာဂါတွေရောကိုယာကီတွေရောပြီးလို့ရှိရင်ဒီမှာကိုရီးယားဗာလဲငါးအသားပြားတွေရောအစုံပါတယ်ပေါ့နော်ဒီနေ့တော့ကတော့မုတ်စားရတော့ဒီလောက်ပဲပေါ့နော်အဲ့တော့နောက်ပတ်ကြလို့ရှိရင်ဆွေးနွေးတို့ဘယ်ကြောင်းကိုသွားမလဲဆိုတာဆွေးနွေးတူလိုက်ကြည့်ပေးအောင်နော်အခုလိုမျိုးပဲစီစဉ်ကောင်းလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဆွေးနွေးတို့ရဲ့တဟတ်မြန်မာရဲ့ social media platform တွေကို like and follow လုပ်ဖို့လုံးဝမေ့ပါနဲ့နော်အားလုံးပဲတတာနောက်ပတ်မှပြန်တွေ့မယ်နော်အခုကနည်းနည်းအကြောင်းစင်းချိန်ဆိုတော့လေကားအရန်ရှုံနေတော့တတာ